မကြားလိုက်လို့ဟုတ်ကဲ့ပါကိုမဲပေါက်တဲ့စင်ကလေးနဲ့ရောကေဘေးကောက်ကိုဝစ်ကောက်လို့ဖွင့်တာမရှိလား ကေဘေးကောက်လို့ဝေးကောက်လို့ဒီမိုက်တဲနာဘန်နဲ့လားဟုတ်ကဲ့ကိုဒီမဲပေါက်တဲ့စင်ကလေးနဲ့ဖွင့်တာရှိလားလို့မေးဟုတ်ရှိရဟုတ်ကဲ့ကိုစင်ကလေးရောသုံးဆင်းနေတာကြာပြီလားဒီလိုသုံးဆင်းနေတဲ့ကာလာတစ်ချောင်းမှာအခုလိုမျိုးငွေသားစုမဲလေးရောမဲပေါက်ပြရရှိလားမရှိဘူးဒါပထမဆုံးမဲပေါက်ပြရလားကိုဟုတ်ကဲ့ဟုတ်ကဲ့ပါကိုမဲပေါက်တဲ့စင်ကလေးနဲ့ကေဘေးကောက်ဝစ်ကောက်ရှိတယ်ဆိုအကောက်သေးကိုတရိုက်လွှဲပေးရမလားဒီစိတ်ရဝန်မှန်ဒီဆိုင်မှာပဲထုံပါလားညာကောက်တဲ့ဓာတ်ရိုက်လွှဲပေးလိုက်ဟုတ်ကဲ့ကိုဒီစင်ကလေးနဲ့ဖွင့်တာလားအကောက်ကဟုတ်ဒီစင်ကလေးနဲ့ဖွင့်တာဟုတ်ကဲ့ပါကိုနော်စုချင်းငွေလေးကိုထုံမယ်ဆိုညီမတို့ဘက်ကတော့ဝန်ဆောင်ကနေနဲ့ဘာဝန်ဆောင်ဒီစုချင်းငွေထဲကနေဖြတ်လိုက်လေမရဘူးလားအဲ့လိုကြီးဟုတ်ကဲ့ကိုညီမတို့ဘက်ကဝန်ဆောင်ကလုံးဝပေးဆောင်စရာမလိုဘူးလို့ပြောတာပါနော်ကိုကြားရလားဟုတ်ကဲ့ကြားတယ်မပုံမှန်ချိန်ခိုင်းတာလည်းမရှိဘူးချိုတင်ငွေဆက်ခိုင်းတာလည်းမရှိပါဘူးကိုယ့်ရဲ့မဲပေါက်တဲ့စင်ကလေးထဲမှာရောလက်ရှိဆက်သွယ်လာတဲ့စင်ကလေးထဲမှာတလတာအနေနဲ့သုံးဆက်မှုတာရှိတောင်းပုံပေလေး16000ဖြည့်သွင်းပြီးသားရှိတာကိုမရှိဘူးအဲ့ဒါကြောင့်ဟုတ်ကဲ့ကိုဒါဆိုရင်တော့ကိုအနေနဲ့ပုံပေဖြည့်တဲ့ဆိုင်နဲ့နီးတယ်ဆိုရင်တော့ကိုယ့်ရဲ့စင်ကလေးတွေကိုတော့လက်ရှိဆက်သွယ်လာတဲ့စင်ကလေးတွေပုံပေလေး16000တော့ဖြည့်သွင်းရလိမ့်မယ်ကိုယ့်ရဲ့စင်ကတဲ့မဟုတ်လေဒီစုမဲနာဘန်นี่ကျွန်တော်ခုနပြောသလိုပဲစုမဲနာဘန်နေပြီးတော့အမားလို့ထပ်လိုက်ဗျာနှုတ်ပြီးပဲဘလောက်မှမလွယ်နဲ့ကျွန်တော်နှစ်သိန်းပဲလွယ်လိုက်ရတယ်ဘာမှမဖြစ်ကြောက်